မင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့အသေးနှလုံးလို့ပြောနိုင်တဲ့နှက်ခါချံကိုရောက်ရှိနေပါတယ်ဒီမှာအထူးအဆန်းတစ်ခုကိုမျှဝေပေးခြင်းလို့အရန်စိတ်လှုပ်ရှားနေပါတယ်ဒါကတော့နှက်ခါနဲ့ရေမွေးပါနှက်ခါရဲ့ထူးခြားတဲ့နံကိုရေမွေးဖြစ်ဖန်တီးထားတာပါရနက်လေးကတကယ်ကိုမွေးပြန့်ပြီးနှက်ခါရဲ့တဘာဝကျတဲ့နံကိုခစားရစေတယ်ဒါပေမဲ့ခင်မီတဲ့ထိတွေ့မှုလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီဝါလုံး AI မှာပေါ့နော် AI feature အသစ်တစ်ခုရှိမယ်ဒီမှာကျွန်တော်တို့ product နော် blog video တွေထုတ်လို့ရတဲ့ AI tool တွေနော်ဒီ product blog video တွေထုတ်တဲ့ AI tool မှာနော်ကိုယ့်ရဲ့ product ကိုအလုပ်တင်ပြီးတော့နော်ဒီ product အကြောင်းရှင်းပြရတယ်ပေါ့နော် video တွေထုတ်လို့ရတယ်အဲ့တော့အသုံးပြုနည်းလေးကိုဒီမှာပြပေးမယ်အဲ့တော့နော်ဝါလုံး AI ရဲ့ AI tool နော် AI tool ကိုဝင်လိုက်တဲ့ဆိုရင်ဒီမှာ AI tool ကိုပုံချလာလိမ့်မယ်နော်အဲ့ဒီမှာ membership ပေါ့နော် membership နဲ့သုံးရတဲ့ tools တွေနဲ့နော် credit နဲ့သုံးရတဲ့ tools တွေရှိမယ်ပေါ့နော်အဲ့တော့ဒီ product blog video generator အားကြတော့ဒါ credit based tool ပေါ့နော် credit နဲ့သုံးရတဲ့ tool ဖြစ်တယ်အဲ့တော့ဒီမှာကျွန်တော်တို့ဒီထဲကိုကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်ဒီမှာ try now နေလိုက်โอเคအဲ့တော့ဒီမှာနော်ကိုယ့်ရဲ့ဒီမှာ credit ပေါ့နော်ကိုယ့်ရဲ့ credit ကိုဒီမှာ buy more credit ကနေပြီးတော့နော် credit ဝယ်ပြီးတော့နော် credit ဖြည့်လို့ရတယ်နော် credit ဖြည့်ပြီးတော့ဒီမှာထုတ်လို့ရတယ်โอเคအဲ့တော့ဒီမှာ upload product image မှာနော်ကိုယ့်ရဲ့ product ကို upload တင်မယ်နော် upload တင်လိုက်တဲ့ဆိုရင်ဒီမှာကိုယ့်ရဲ့ product ကို upload တင်မယ်ဒီကနော်ရှင်းမွေးအကြောင်းပေါ့နော်ရှင်းပြမှာဖြစ်တဲ့အတွက်နော်ရှင်းမွေး product ကိုတင်ရတယ်ပြီးကြတော့ဒီမှာ character ပေါ့နော်character မှာကိုယ့်ရဲ့ description မှာကိုယ့်ရဲ့character ဘယ်လို character မျိုးလိုချင်လဲပေါ့နော်အသေးစိတ်ရေးလို့ရတယ်เนาะအမှဒီပုံစံရဲ့ product ကိုเนาะဒါနမူနာနဲ့ရေးထားတဲ့ prompt ပေါ့နော်ကိုယ့်ဘောင်ကိုစိတ်ကြိုက်ပြန်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒီမှာ prompt ကိုဒီမှာเนาะကိုစိတ်ကြိုက်ရေးလိုက်တကယ်လို့ကိုကအင်္ဂလိပ်လိုမြန်မာလိုရေးတာပေါ့နော်ဒါမြန်မာလိုရေးရဲအင်္ဂလိပ်လိုထုတ်ချင်တယ်ဆိုရင်เนาะဒီကျွန်တော်တို့ဒီအောက်ကဝါလုံးချက်ဖို့လေးကိုเนาะအင်္ဂလိပ်လိုဘာသာပြန်ခိုင်းလို့ရတယ်เนาะ prompt ကိုပြန်ပို့ပြီးတော့เนาะအင်္ဂလိပ်လို prompt ထုတ်ပေးပါလို့ခိုင်းလိုက်เนาะအမှ prompt ထုတ်ပေးလိမ့်မယ်เนาะသူပေးရ prompt လေးကို copy ပို့မယ်နော်ဒီ copy ပို့ပြီးတော့ဒီမှာပြန်ပြီးတော့ထည့်လိုက်ပါเนาะအင်္ဂလိပ်လိုထုတ်ချင်တယ်ဆိုရင်အဲ့မှာ image size ကိုရွှေ့မယ်ပေါ့နော် image size ဘယ် size နဲ့ထုတ်မလဲဟောဒီမှာ11ဆိုလိုက်မယ်ပြီးတော့ generate character နေလိုက်အဲ့တော့ဒီမှာ character ရလာနိုင်မယ်เนาะကိုယ့်ရဲ့မှာ product ကိုကင်ပြီးတော့เนาะရှင်းပြနေတဲ့เนาะ character ရလာနိုင်မယ်အဲ့တော့ character ရပြီဆိုရင်ကျွန်တော်တို့ကအောက်မှာเนาะ video ထုတ်ဖို့အတွက်เนาะ audio file ပေါ့เนาะသူစကားပြောနေတဲ့အတန် audio file ကို upload လုပ်ပေးရမယ်အဲ့တော့ဒီ audio ကအတန်ကပေါ့เนาะကိုယ့်ရဲ့အတန်ကို record လုပ်ပြီးတော့သုံးလိုက်ရတယ်ဒါမှမဟုတ်တကယ်လို့ကိုက AI အတန်သုံးချင်တယ်ဆိုရင်เนาะ AI အတန်သုံးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဝါလုံး AI နဲ့မှာပဲเนาะ AI tool စီထဲမှာ AI voice ဆိုတာရှိရပေါ့เนาะနောက်ဒီမှာ AI voice ဆိုတာရှိတယ်เนาะAI voice ထဲဝင်ပြီးတော့เนาะ AI အတန် generate ထုတ်လို့ရတယ်เนาะ AI voice ထဲဝင်လိုက်เนาะအမှเนาะဒီမှာ dash import dash မှာเนาะပြောစီနဲ့ try တော့เนาะစကားကိုရေးပြီးတော့เนาะ AI အတန်ထုတ်လို့ရတယ်အဲ့တော့ကိုကเนาะ AI ကိုပဲကျွန်တော်တို့ကဒီတိုင်းရတော့ဒီကိုရေးခိုင်းနေဆိုရင်တော့ဒီဝါတုံးချက်ဖို့လေးကိုခိုင်းလို့ရတယ်เนาะသူ့ကိုကျွန်တော်တို့ကခိုင်းလိုက်မယ်เนาะမြန်မာတနခါနဲ့ရေမွေး product အကြောင်းကိုမျိုးသမီး vlogger တဦးမှရှင်းပြနေသည့်เนาะ dialogue script ရေးပေးပါဆိုပြီးတော့ခိုင်းလိုက်မယ်အဲ့တော့မသူက script ရေးပေးလိမ့်မယ်ကိုယ့်ဘာကိုရေး
ကိုပေါင်းကိုရေးတတ်တယ်ဆိုရင်ဒါကိုပေါင်းကိုသုံးပေါ့နော်တကယ်လို့ AI ခိုင်းနေတယ်ဆိုရင်ကျွန်တော်တို့ဒီအောက်မှာဘာလုံးကိုခိုင်းလို့ရတယ်နော်ဒီမှာ script ရေးပေးတယ်အဲ့တော့သူကအင်္ဂလိပ်လိုရေးပေးဆိုတော့မြန်မာလိုပဲရေးပေးပါလို့ကျွန်တော်တို့ခိုင်းတယ်အဲ့မှာ script လေးရပြီပေါ့နော် dialog လေးရပြီအဲ့တော့ဒီမှာကျွန်တော်တို့ဒီဟာလေးကိုအထူးပြောရဒီမှာကျွန်တော်အတန်ထုတ်မှဆိုရင်ဒီမှာ imported မှာထည့်ပြီးတော့နော် imported မှာနောက် imported မှာခဏကကျွန်တော်တို့မြန်မာစာသားထည့်မယ်ထည့်ပြီးတော့ဒီ void မှာကြတော့ကျွန်တော်တို့ကမြန်မာလို့ဆိုရင် multi language ပေါ့နော် MUL multi language လို့ထည့်လိုက်ရင်ဒီမှာ multi language နော်အတန်လေးရှိနေပေါ့နော်အဲ့ထက်မှာfemale ပေါ့နော် multi language new ရဲ့အဲ့ထက်မှာ female ကိုရွှေ့လိုက်ပေါ့နော်ရွှေ့ပြီးမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့အသေးနှလုံးလို့ပြောနိုင်တဲ့နှက်ခါချံကိုရောက်ရှိနေပါတယ်ဒီမှာအထူးဆန်းတစ်ခုကိုမျှဝေပေးခြင်းလို့အရင်စစ်လို့ရှာနေပါတယ်ဒါကတော့နှက်ခါနဲ့ရင်မွေးပါနှက်ခါရဲ့ထူးခြားတဲ့နှက်ကိုလောက်ပြီးဝစ်စင်တဲ့ရင်မွေးဖြစ်ဖန်တီးထားတာပါရန်တဲ့လေးကတကယ်ကိုမွေးပြက်ပြီးနှက်ခါရဲ့တဘာဝကျတဲ့နှက်ကိုခံစားရစေတယ်ဒါပေမဲ့ခင်မီတဲ့ထိတွေ့မှုလည်းရှိပါတယ်အဲ့တော့ကိုရဲ့เนาะဒီမှာเนาะအတန်ရပြီဆိုရင်เนาะဒီအောင် download ဆွဲလိုက်เนาะโอเคเนาะအတန် download ဆွဲပြီးပြီဆိုရင်ခုနကကျွန်တော်တို့เนาะ product video generator နဲ့တွားပြီးတော့เนาะခုနကဒီ upload audio file မှာเนาะခုနက download ဆွဲထားတဲ့ file လေးကိုထည့်ပေးလိုက်ပေါ့เนาะaudio upload လုပ်ပြီးပြီvideo prompt မှာဒီကိုကเนาะဒီ character ကိုဘယ်လိုပုံစံမျိုးနဲ့เนาะပြောစေချင်လဲပေါ့เนาะ prompt ထည့်ရေးပေးလို့ရတယ်เนาะနောက် video prompt မှာထည့်ရေးပေးလို့ရတယ်မရေးလည်းရတယ်ပေါ့เนาะဒီ video prompt မှာ okay ဒီမှာကျတော့ video resolution မှာเนาะ180နဲ့920เนาะယူလိုက်တာရေးပြီးတော့ထုတ်လို့ရတယ် okayအဲ့တော့ကျွန်တော် video နေလိုက် okay အဲ့တော့ဒီမှာ video ထွက်လာပြီမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့အသေးနှလုံးလို့ပြောနိုင်တဲ့နှက်ခါချံကိုရောက်ရှိနေပါတယ်ဒီမှာအထူးအဆင့်တစ်ခုကိုမျှဝေပေးခြင်းလို့အရင်စစ်လို့ရှာနေပါတယ်ဒါကတော့နှက်ခါနဲ့ရင်မွေးပါနှက်ခါရဲ့ထူးခြားတဲ့နှက်ကိုရင်မွေးဖြစ်ဖန်တီးထားတာပါရန်တဲ့လေးကတကယ်ကိုမွေးပြန့်ပြီးနှက်ခါရဲ့တဘာဝကျတဲ့နှက်ကိုခံစားရစေတယ်ဒါပေမဲ့ခင်မီတဲ့ထိတွေ့မှုလည်းရှိပါတယ် okay အမှ download ဆွဲလို့ရတယ်